အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမရဲ့ channel မှာ K-pop နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျမ channel ကို like and subscribe လုပ်ထားဖို့တောင်းဆိုပါတယ်ရှင်ဒီနေ့ကျမပြောပြမယ့်အကြောင်းအရာကတော့ Grammy ဆုရှင်တွေနဲ့တွဲထုတ်ထားတဲ့လီဆာရဲ့တခြင်းစံချိန်ကိုချိုးဖောက်သွားနိုင်တဲ့ကျမတို့ရဲ့ worldwide Hassan ဖြစ်တဲ့ဂျင်းအကြောင်းပဲဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ worldwide Hassan ဖြစ်တဲ့ Kim Seok Jin ဟာဆိုရင်တော့လီဇာတို့ကိုကြော်ပြီး2025ရဲ့အကြီးဆုံး Spotify Streaming Week စံချိန်ကိုတင်ပြနိုင်လိုက်ပါပြီ Spotify Weekly Streaming Record အနေနဲ့လီဇာ Doja Cat Ray တို့ရဲ့ Born Again ဟာထိပ်တန်း Grammy ဆုရှင်တွေပါဝင်တဲ့တခြင်းအနေနဲ့2025ရဲ့အကြီးဆုံး Weekly Record ကိုကင်ထားရမှာဂျင်ရဲ့ Don't Say You Love Me တဖြစ်ကိုရီးယားလူမျိုးတယောက်တည်းပါဝင်တည်ဆိုထားတဲ့တခြင်းက record ချိုးသွားနိုင်ခဲ့ပါတယ်2025 biggest K-pop streaming week record on global Spotify မှာဂျင်ဟာလီဇာကို record ချိုးသွားနိုင်တဲ့စံချိန်ကိုဖော်ပြပေးပါမယ် Don't Say You Love Me တခြင်းဟာ32 million ရှိရရှိပြီးလီဇာရဲ့ Born Again ဟာ31.9 million ရရှိခဲ့ပါတယ်2025မှာဂျင်ဟာလီဇာစံချိန်ကိုပဲချိုးဖောက်ခဲ့တာမဟုတ်ပါဘူး Bruno Mars နဲ့ Rose ရဲ့ APT ကိုဖြုတ်ပြီး2025 Highest Charting K-pop Song on Global Spotify ဆိုတဲ့စံချိန်ဂျင်းနီရဲ့ Like Jenny ကိုကြော်ပြီး2025ရဲ့ Highest Peaking K-pop Song on Global Spotify ဆိုတဲ့စံချိန်လီဇာ Doja Cat Ray တို့ရဲ့ Born Again ကိုကြော်ပြီး2025ရဲ့K-pop biggest streaming week ဆိုတဲ့စံချိန်ဂျီဇူးကိုတော့ debut day တွေရဲ့2025စံချိန်အကုန်ကိုရိုက်ချိုသွားတဲ့စံချိန်ဆိုပြီး record ၄ခုကို solo ball sound တစ်ခုတည်းနဲ့ဖျက်ဆီးသွားတဲ့ကျမတို့ရဲ့ worldwide Hassan ကြီးပါပဲရှင်အချုပ်ပြောရရင်တော့2025ထွက် Blackpink solo Spotify record တွေအကုန်ကိုဂျင်ကမယူသွားခဲ့တာပဲဖြစ်ပါတယ်ရှင်ဒါနဲ့ပတ်သက်ပြီးတော့အာမီတွေကတော့တော်တော်ကိုဂုဏ်စာနေပါပြီနောက်လေ worldwide Hassan ကြီးဒီထက်ပိုအောင်မြင်ပါစေလို့ဆန္ဒပြုလိုက်ပါရရှင်ကျမရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်